ဂျပန်စာကရိယာများလေ့လာကြမယ်။ထိုင်သည်ဆိုတဲ့ကရိယာကိုဘယ်လိုပြောမလဲ။座ります。မက်စကေရင်ရင်ကြည်ကြည်ပြောသည့်စကား။座ります。ထိုင်သည်။座りませんမထိုင်ပါဘူး။座りましたထိုင်ခဲ့သည်။座りませんでしたမထိုင်ခဲ့ပါဘူး။ကြီးလျှော့ခဲအဘိဓမ္သုံးရိုးရိုးပြောသည့်စကား။座るထိုင်သည်။座らないမထိုင်ပါဘူး။座ったထိုင်ခဲ့သည်။座らなかったမထိုင်ခဲ့ပါဘူး။စာကြောင်းလေးများကိုရေးကြည့်ကြမယ်။私は椅子に座ります。友達はベンチに座ります。子供はゆっくり座ります。